အားလုံးပဲမင်္ဂလာပါရှင်အခုကျွန်မရောက်ရှိနေတာကတော့ရွှေပြည်သာလှော်ကားအောက်ကခစိန်လူ16ရပ်ကွက်ကိုရောက်ရှိနေတာပါဒီအဖွားတော်သိန်းရွှေကတော့အသက်64နှစ်ရှိပါပြီတာသမီးကတော့6ယောက်ရှိခဲ့တာကိုတာကတော့မရှိတော့ပါဘူးတာပင်စင်လေးနဲ့အရင်တော့စားပြီးတော့တယောက်ထဲနေတာပေါ့တာသမီး9ယောက်ရှိပါတယ်9ယောက်မှာ4ယောက်ကတည်သွားပြီသမီးအကြီးဆုံးတယောက်ရှိတယ်လို့သိရပါတယ်အဲ့သမီးအကြီးဆုံးကလည်းဒီရွှေပြည်သာထဲမှာပဲနေရလို့သိရတယ်ဒါပေမဲ့စီးပွားရေးအဆင်မပြေလို့တခြားအကြောင်းအရာလေးတွေကြောင်းလာတော့မသိဘူးအဖွားကိုလုံးဝအဆက်အသွယ်မလုပ်တော့ကြာပါပြီဒီ post လေးကိုမြင်လို့ရှိရင်ဝိုင်းဝန်းပြီး share ပေးကြပါအောင်ရှင်အဲ့ဒီသမီးကြီးအမကိုလည်းကျမကပြောချင်တာကလေအဖွားကဒီမှာတယောက်တည်းနေရတဲ့အတွက်ပင်စင်လေးနဲ့ခြိတော့ကတော့ကျမ်းမာတော့အဆင်ပြေတယ်အခုကိုချက်မစားနိုင်တော့တဲ့အတွက်အဖွားကိုလာရောက်ပြီးတော့ခေါ်ထားစေချင်ပါတယ်အမကခေါ်ပါအဖွားရဲ့ရာသက်ပံစောင်းဝတ်နေရေးအတွက်ကျမလာစဉ်ထောက်ပံ့မယ်လို့ပြောချင်ပါတယ်အမရဲ့အမေကဖွာငကိုရှိတဲ့နေရာအတိုင်းမှာပဲနေရာမပြောင်းသေးပါဘူးရှင်ဒီ post လေးကိုဝိုင်းဝန်း share ပေးဖို့ကျွန်မမေတ္တာရက်ခံပါတယ်ရှင်